ကောင်းရင်တင်ညွတ်ချက်ကတော့တော့မလို့မို့မာကြီးခေစံဝင်းနဲ့အတူကိုပြည့်စိုးအောင်နောက်ပြီးတော့ဝတ်စုံဖန်တီးပြီးတဲ့အကိုရဲရင်နောက်ပြီးတော့ပန်းလာစင်နဲ့ကိုခင်မောင်ဝင်းနောက်ပြီးတော့မာကြီးခေစံဝင်းနဲ့အဖွဲ့သူဖွဲ့သားများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီပေါ် तू ကလေအမှန်တကယ်တော့ तू ရဲ့ feature လေးကအကုန်လုံးပြည့်စုံပြီးသားပေါ့နော်မျက်လုံးဆိုလည်းအရင်လည်းမပြူအရင်လည်းမကျင်ဘူးနောက်နှာခေါင်းလေးဆိုလည်းတိတ်လှလေပြောလိုက်ဒီနားလေးကပချိုင်လေးပါအဲ့ဒါလေးတစ်ခါတော့သူ့ရဲ့ဆွဲဆောင်ပြုံးမင်းသားလေးဆွဲတိုင်းတကယ်ပြုံးလာတယ်တကယ်ပြုံးလှတယ်တော်ဝင်တဲ့စင်းနဲ့လေးတင်မှရှင်နေအေးများသလိုအဲ့သူအောင်မြင်ပြီးသားပါဆက်ပြီးအောင်မြင်ပါသူ့ရဲ့အချိန်ဟွာမှာကြီးတော့ပြန်ယူသွားတာပေါ့ဟုတ်တယ်ဒါပထမဆုံးပဲအရင်တော့ဆွမ်းစာနေတော့ကကြတော့သူတို့ရိုက်တာပေါ့ရိုက်ကိုရေးအစီအစဉ်တွေနဲ့ရိုက်တာဆိုတော့အဲ့လိုတော့မှကြီးလိုက်လိမ့်ဘူးလေအဲ့မဲ့ဒီလိုမျိုးပေါ့ဆက်ရုံနောက်မှလိမ့်တာတော့ first time အဲ့ဒါဆိုင်ဘူးလည်းမပေါဆုံးတွေ့ရတယ်အခုမှမြင်ဘူးလားမင်းသားဟုတ်လားသားဟိုမှာကဒီဒေါပုံမှာကလေရန်ကုန်ကွင်းကိုရောက်တယ်ကောင်ကျော်ထုတ်အကိုရေးလို့အဲ့ငွေကြည့်စင်ဆိုတော့လာခဲ့နေပါကြီးဆိုင်တယ်အကိုခုံလုပ်ပေးမယ်လေအခုခုံတော့မလုပ်နဲ့လို့ကျွန်တော်စင်မောကပဲကြည့်ချင်တာမင်းသားကိုလေးတက်ကြည့်ချင်တယ်Smack on a mobile, smack 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 on a mobile. Yahweh let that you get some ya. မိုင်းတို့ line ပေါ်မှာအများတန်းမြင်နေတာပေါ့နော်မြင်နေတယ်စိုင်းရင်မုံရဲ့တချင်းဆိုတာတွေကတာတွေမိုင်းတို့တွေ့နေရတယ်ပေါ့နော်တွေ့နေရတဲ့ခါကျတော့ဆရာအောင်ကျော်ထွန်းကနေရန်ကုန်ပွဲရှိတယ်မိုင်းဆန်းလိမ့်ပေးမလားလို့ကမ်းလှမ်းတဲ့ချိန်မှာမိုင်းဝန်သားအရာပဲလက်ခံလိုက်တယ်ကိုလည်းအားပေးတဲ့မင်းသားဖြစ်နေရတယ်ဒီနေ့ကတော့သူနှစ်ပါးခွင်လည်းပါမယ်ပြီးတော့မင်းသမီးလိုသူကတာလေးလည်းပါမယ်ပေါ့နော်အဲဆိုတော့သူဆက်ရုပ်လေးနဲ့သူပေါ့အဲ့လိုမျိုးချိန်သွားတယ်ဟုတ်သူကတော့တကယ်အပြုံးမင်းသားလေးဆိုတဲ့အတိုင်းပဲအပြုံးလေးနဲ့ပေါ့နော်ခြိုတာပေါ့နော်ပြီးတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့အရေးချင်းကြောင့်ပေါ့လေချစ်ခင်တဲ့လူတွေများတယ်ဆိုတော့မိုင်းတို့ကိုယ်တိုင်လည်းချစ်ရတယ်ဆိုတော့လေဟာကောင်းရင်တင်ညွတ်ချက်ကတော့တော့မလို့မို့အကားခွေအင်းများလာပါဟိုလာကိုကျူအဲ့လိုမျိုးတော့မိုင်းဟိုလာမျိုးဇက်ပွဲတွေဘာတွေမှာတော့လိုက်လိမ့်တာမျိုးတော့မိုင်းမရှိဘူးရိုက်ကူးရေးနဲ့ပတ်သက်လို့ပေါ့နော်အရင်တော့စမ်းစာနေဆိုလဲမိုင်းရဲ့သားပဲပေါ့နော်မိုင်းသားရင်မဲသူမင်းသားဆက်လုပ်ကြတဲ့မိုင်းလိမ့်ပေးတာပေါ့နာမည်ကြီးတဲ့အထိနောက်မိုင်းဖန်ဆင်းရှင်ပွဲလုပ်တော့လဲသူမြစ်တာနဲ့လာဖျော်ပြပေးတယ်ပေါ့လေဟုတ်သူအောင်မြင်ပြီးသားပါဆက်ပြီးအောင်မြင်ပါသူ့ရဲ့အချိန်ဟွာမိုင်းတော့ပြန်ယူသွားတာပေါ့အဲ့တော့ဒါလိမ့်လိုက်ချိန်မှာလဲသူကဘာမှ complain မရှိဘူးတော့မိုင်းနော်မိုင်းပေါ့အထာတော့ရှိတာပေါ့လေနေတိုင်းလိမ့်နေတဲ့လူသူ့မျက်နှာအလွတ်ရနေတဲ့လူနဲ့မိုင်းတို့ကကြတော့အခုမှစပြီးတော့ဒီမျက်နှာကိုစကင်တွယ်ရတာဆိုတော့နည်းနည်းလေးတော့လူအချက်တော့ရှိနေမှာပေါ့လေအားကြောင့်မလို့ခုနအများနဲ့လိမ့်နေတဲ့သမီးကိုပြောတာသမီးလူအပ်တာပြောပါအချိန်မရွေးပြန်လာပြင်ပါဆိုပြီးမိုင်းပြောထားပါတော့ကြည့်ဘူးတာပေါ့ရွှေမန်းတပင်တို့မြို့တော်သိန်းရတို့မိုင်းတို့ခက်တောင်းတော့အဲ့ဒါလေးပြောနော်ဟုတ်ကိုရိုင်းဒါဇက်စင်တော့မှလိမ့်ရတာပထမဆုံးချိန်လာပါလေဒါဟုတ်တယ်ဒါပထမဆုံးပဲအရင်တော့ဆွမ်းစာနေတော့ကကြတော့ဒီသူတို့ရိုက်တာပေါ့ရိုက်ကိုရေးအစီအစဉ်တွေနဲ့ရိုက်တာဆိုတော့အဲ့လိုတော့မှကြီးလိုက်လိမ့်ဘူးလေအဲ့မဲ့ဒီလိုမျိုးပေါ့ဆက်ရုံနောက်မှလိမ့်တာတော့ first time ပဲအဲ့ဒါဆိုင်ဘူးလည်းမပေါဆုံးတွေ့ရတယ်အခုမှမြင်ဘူးလားမင်းသားဟုတ်လားသားဟိုမှာကဒီဒေါပုံမှာကလေရန်ကုန်ကွင်းကိုရောက်တယ်ကောင်ကျော်ထုတ်အကိုရေးလို့အဲ့ငွေကြည့်စင်လို့လာခဲ့နေပါကြီးဆိုင်တယ်အကိုခုံလုပ်ပေးမယ်လေအခုခုံတော့မလုပ်နဲ့လို့ကျွန်တော်စင်မောကပဲကြည့်ချင်တာမင်းသားကိုလေးတက်ကြည့်ချင်တယ်ရှိမှာပါရှိမှာလည်းနာမည်ကြီးတဲ့ artist တွေလိမ့်တာရှိပါလိမ့်မယ်မိုင်းမသိလို့ဖြစ်မှာဟိုလာကိုကျူ
ခြင်းနေဤနာသလို ဒီပေါ် तू ကလေအမှန်တကယ်တော့ तू ရဲ့ feature လေးကအကုန်လုံးပြည့်ပြည့်စုံပြီးသားပေါ့နော်မျက်လုံးဆိုလည်းအရင်လည်းမပြူအရင်လည်းမကျင်ဘူးနောက်နှာခေါင်းလေးဆိုလည်းတိတ်လှတာလေပြောလိုက်ဒီနားလေးကအချိုင်လေးပါအဲ့ဒါလေးတစ်ခါတော့သူ့ရဲ့ဆွဲဆောင်လေးပေါ့ အပြုံးမြင်းသားလေးဆိုတဲ့အတိုင်းတကယ်ပြုံးလာတယ် တကယ်ပြုံးလှတယ်ဟုတ်တယ်မိုင်းကြီးပေါ့ तू လဲတဲ့အဝတ်စားလဲတဲ့ပုံစံနဲ့လိုက်ပြီးတော့ make up ချိန်နိုင်ပါလုပ်ပြရမယ် ဒါဆိုစံတနည်းကုန်ပတ်မှုပြုနေသေးပါဘောတယ် ဟုတ်တယ်ပထမဦးဆုံးကျေးဇူးတင်ရမှာတော့ဆရာအောင်ကျော်ထွန်းပါလေမာကြီးတို့ဒီရန်ကုန်ခွင်မှာအမျိုးသားကစားရုံမှာလိမ့်ဖို့ကမ်းလှမ်းတဲ့အတွက်နံပါတ်1ကျေးဇူးတင်ရတယ်ပေါ့နော်နံပါတ်2ကကြတော့မင်းသားကိုယ်တိုင်ကလှိုက်လိုက်လဲမာကြီးနဲ့လိမ့်ချင်ခဲ့တယ်လို့သူခုနပြောထားတာရှိတော့အဲ့ဒါလည်းမာကြီးကျေးဇူးတင်ရပါတယ်ဘာဖြစ်နာမည်ကြော်ကြားတဲ့သူရဲ့နောက်မှာပတ်မိုးတဲ့သူတွေအများတန်းရှိပါတယ်မာကြီးတို့မှမဟုတ်ဘူးပေါ့နော်ဆိုတော့မာကြီးနဲ့အဲ့လိုမျိုးနှစ်ဖူးတွေ့ပေါ့လေလိမ့်ချယ်ဖို့အခွင့်ရလာတဲ့အပေါ်မှာလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ဒီမင်းသားလေးကိုချစ်ခင်ပေးကြတဲ့ပရိသတ်တွေပေါ့နော်အနေနဲ့ရက်ကပရိသတ်တွေအားလုံးအများကြီးကျေးဇူးတင်ပါတယ်လို့ဖြစ်အားလုံးရဲ့ချစ်ခင်အားပေးမှုကြောင့်လူအများရဲ့ချစ်ခင်ခြင်းခံရတဲ့မင်းသားကိုအများကြီးလိမ့်ခွင့်ရတာလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ပါ